ယောဘဝတ္ထုအခန်းကြီး31အခန်းငယ်1ငါဒီအပြုကိုမြမကြည့်ရှုမီအကြောင်းကိုမျက်စိနဲ့ဘယင်ဒီဝန်ခံခြင်းကိုပြုပြီးဓမ္မဟုအထက်ရကဘုရားသခင်ဒီအဘေကျေးဇူးကို၎င်းမြင့်တော်အရကအနာတတကူရှင်ဒီအဘေတို့တော်အမွေဥစ္စာကို၎င်းပေးတော်မူမည်နီဆိုးတော်သူတို့ဒီပျက်စီးခြင်းတို့၎င်းမတရားသဖြင့်ကျင့်တော်သူတို့ဒီဆုံးရှုံးခြင်းတို့၎င်းရောက်ကြမည်မဟုတ်လောဘုရားသခင်ဒီငါတွားရလမ်းကိုမြင်တော်မူသည်မဟုတ်လောငါအခြေရရှိသမျှတို့ကိုရည်တွေ့တော်မူသည်မဟုတ်လောမူတာလမ်းတို့ငါလိုက်မြင့်တော်၎င်းမူတာလမ်းတို့ငါလိုက်မြင့်တော်၎င်းလေးစားခြင်းငါပြေးမြင့်တော်၎င်းမန်တော်ချေခွန်၌ငါကိုချိန်ပါစေဘုရားသခင်ဒီငါဖြောင့်မခြင်းကိုတည်တော်မူပါစေငါဒီလမ်းလွေမြင့်တော်လဲလမ်းလွေမြင့်တော်၎င်းငါစိတ်နှလုံးဒီငါမျက်စိအလိုတို့လိုက်မြင့်တော်၎င်းငါလက်၌အညိအကျေးကပ်မြင့်တော်၎င်းငါကြီးတော်မျိုးစေ့၏အတီးနံကိုသူတစ်ပါးစားပါစေငါပြုံးပြများကိုသူတစ်ပါးနှုတ်ပါစေသူ့မယားကိုငါတက်မဲ့မြင့်တော်၎င်းအင်းင်းချစ်တကားနာမှာငါချောင်းမြင့်တော်၎င်းငါမယားဒီသူတစ်ပါးထာ၌ကျေးဇူးကြည်ရပါစေသူတစ်ပါးဒီငါမယားကိုရှုချပါစေငါဒီသူတို့ပြုမိလေအပြစ်ကြီး၏ရသဝတ်ခံထိုက်သောအပြစ်ရှိ၏ထိုအပြစ်ဒီအကုန်စင်လောင်တော်မီငါဆင်းစီရှိသည်များကိုတုတ်တင်ပေးခြင်းသောမြင်ဖြစ်၏ငါဂျုံနဲ့ငါဂျုံမဒီငါနဲ့တရားတွေ့เสียအမှုရှိသောအခါငါနားမထောင်ပေးနေမိလေဘုရားသခင်ထတော်မူသောအခါအဘိဓိငါပြုရမည်နီစစ်ကြောတော်မူသောအခါအဘိဓိပြန်လျှောက်ရမည်နီငါကိုဖန်ဆင်းတော်မူသောဘုရားသခင်သည်သူ့ကိုလည်းဖန်ဆင်းတော်မူသည်မဟုတ်လောတပါးသေးသောဘုရားသည်ငါတို့နှစ်ယောက်ကိုအမိဝမ်းထင်း၌ဖန်ဆင်းတော်မူသည်မဟုတ်လောငါသည်စင်သားတောင်းတသောအရာကိုမပေးဘဲနေဘူးသလောမုတ်ဆိုးမမျက်စိကိုပြည့်တည်ခြင်းကပြုတ်ဖို့သလောမိဘမရှိတော့သူတို့အားစားเสียကိုမမျှပဲငါတယောက်တည်းစားဖို့သလောစင်သားဒီအဘထာမနေတကယ်လို့ငါအသက်ငယ်စဉ်ကာလမှစ၍ငါနဲ့အတူကျွေးမွေးခြင်းကိုခံပြီးငါဒီဖွားမိတို့နေ့မှစ၍မုတ်ဆိုးမကိုမဆပြီးအဝတ်မရှိတော့ကြောင့်တေချင်းတို့ရောက်တော့သူတဆုံတယောက်နဲ့ခြုံစရာမရှိပဲစင်းစွာနေတော့သူတဆုံတယောက်ကိုငါမြည်၍သူ၏ခါဒီငါကိုကောင်းကြီးမပေးငါတိုးမွေးအားဖြင့်မနှွေးပဲနေတော့၎င်းရုံးတော်တွင်ငါဘဲ၌နေတော့မြင်းကိုငါဒီမြည်၍မိဘမရှိသူကိုမြင်းစိမ့်မြင့်တော့၎င်းငါလက်မောင်းဒီအခုံးကကြပါစေငါလက်ယုံကျိုးပါစေငါဒီဘုရားသခင်ပြည့်စည်တော်မူခြင်းဘေးကိုကြောက်ရွံ့၍တကူတော်အာနုဘော်တော်ကြောင့်အပိမပိမဝွန်ပဲနေပါပြီငါဒီရွှေကိုကိုးစား၍ရွှေစင်အားတင်းတင်းငါခိုလွန်ရဖြစ်၏ဟုဆိုမိတော်၎င်းငါ၌စင်းစီကြီး၍များစွာသောဥစ္စာရတတ်သောကြောင့်ငါဝါကြွားဝမ်းမြောက်မိတော်၎င်းရောင်ချင်ထွက်တော်နှင့်ထူးလင်းလျက်တွားသောလကိုငါကြည့်ရှုသောအခါငါစက်နှလုံးသည်တိတ်ဆိတ်စွာနုညွတ်၍ငါလက်ကိုငါနားမြင့်တော်၎င်းရသဝတ်ခံထိုက်သောအပြစ်ရှိ၏အထက်ရ၌ရှိတော်မူသောဘုရားသခင်ကိုမြေးပင်ရာရောက်၏ငါကိုမုန်းသောသူသည်ပျက်စီးသောအခါငါဝမ်းမြောက်သလောသူ၌ဘေးရောက်သောအခါငါဝါကြွားသလောငါသည်သူ့အသက်ကိုကျင်စေ၍ကိုနှုတ်၌အပြစ်ရောက်စေခြင်းကအခွင့်မပေးငါအိမ်သူအိမ်သားတို့ကအဘေသူဒီငါကိုငါတို့သခင်၏အမေသားကိုတောင်းတ၍မဝပဲနေရသည်ဟုမဆိုတတ်သလောအဲ့ဒီလာ၌ညကိုမလိုရမည်အကြောင်းငါဒီခေးတော်တို့သူအားကိုတကားကိုဖွင့်ထားပြီးငါဒီလူပြုတ်တတ်တကယ်တို့ကိုဒုစရကိုဖုံး၍ကိုရင်ထဲ၌ကိုအပြစ်ကိုဝတ်ထားဖို့သလောထိုတို့ပြုမိလေကြီးတော်ပိဋကရှိမှငါမျက်နှာပြတ်ပါစေလူအမျိုးမျိုးတို့သည်ကေးရ၍ငါအရှိကွေးပါစေအင်ပြည်တို့မထွက်ပဲတိတ်ဆိတ်စွာနေရပါစေတဆုံတယောက်တော်သူသည်ငါစကားကိုနားထောင်ပါစေတော့
ငါလက်မှတ်ကိုငါပေးမည်အနန္တတကူရှိသည်ငါကိုစစ်ကြောတော်မူပါစေငါတရားတစ်ပိတ်သည်စာရေးသားထားပါစေအကယ်စစ်ထိုစာကိုပခုံးပေါ်မှာငါတင်ထားပါမည်ဘောင်းကဲ့သို့ဆောင်းပါမည်ငါသည်ကိုအပြုတ်မအလုံးစုံတို့ကိုဖော်ပြပါမည်မြင်းကဲ့သို့အထံတို့ချင်းကပ်ပါမည်ငါမည်သည်ငါကိုအပြစ်တင်သည်ဖြင့်အိုဟိ၍လေချောင်းတို့သည်တညီသေးမိသားတို့၎င်းမရိပ်မကုန်ပဲမြေအတေးနာကိုငါစား၍မြေဆိုင်တို့ကိုမြေစိမ့်မြင့်တို့၎င်းစဘာပီအတွက်စူးပီပေါက်ပါစေမုယိုပီအတွက်မိုးရှပီပေါက်ပါစေဟုမှုဆို၏ယောဘမှုဆိုသောစကားပြီး၏ယောဘဝတ္ထအခန်းကြီး30နှစ်သူတို့ယောဘဝတ္ထအခန်းကြီး30နှစ်အခန်းငယ်1သူတို့ယောဘသည်မိမိဖြောင့်မတ်သည်ဟုထင်သောကြောင့်သူတို့3ယောက်တို့သည်ပြန်၍မပြောဘဲနေကြ၏တောအခါဘုဇအမျိုးအာရအနွေဖြစ်သောဘာရခေလတာအီလီဖုသည်အမျက်ထွေ၍ယောဘသည်ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကိုပြသောကြောင့်ယောဘကိုအမျက်ထွေ၏ယောဘ၏အဆွေခေပိုး3ယောက်တို့သည်ပြန်၍မပြောနိုင်တော့လေယောဘ၌အပြစ်ရှိသည်ဟုစီရင်ကြသောကြောင့်သူတို့ကိုလည်းအမျက်ထွေ၏အီလီဟုသည်သူတို့ထက်အသက်ငယ်သောကြောင့်ယောဘပြောသောစကားမကုန်မြင်တိုင်အောင်ဆိုင်းလျက်နေ၏သူတို့3ယောက်တို့သည်ပြန်၍ပြောเสียစကားမရှိကြောင်းကိုသိမြင်သောအခါအမျက်ထွေလေ၏သောအခါဘုဇအမျိုးဘာရခေလတာအီလီဖုမုဆူဒီကငါဒီအသက်ငယ်ပါ၏ဒီတို့တွေအလွန်အသက်ကြီးပါ၏ထို့ကြောင့်ငါဒီကြောက်၍ကိုယ်တဘောကိုမပြဝတ်ပဲနေပါပြီနေရကာလတာရှိတော်သူသည်စကားပြောအပ်၏နိပေါင်းများစွာလူတော်သူသည်ပညာကိုတူတင်အပ်၏တို့ရတွေလူထင်း၌ဝိညာဉ်ရှိ၏ဘုရားသခင်အသက်ရှင်စေတော်မူသဖြင့်ဉာဏ်ရှိ၏လူကြီးတို့သည်အစဉ်ပညာရှိသည်မဟုတ်အသက်ကြီးတော်သူပေါင်းတို့သည်မာန်တော်တရားကိုနားလေသည်မဟုတ်တို့ဖြစ်၍ငါစကားကိုနားထောင်ကြလောငါသည်ကိုယ်တဘောကိုပြပါမည်ဒီတို့စကားကိုကြမ်းရအပ်တော့ငါဆိုင်နေပြီဒီတို့သည်ပြောเสียကိုရှာဖွေ၍ဆွေးနွေးသောစကားကိုငါနားထောင်ပြီဇေဒိနားထောင်စေတွေယောဘကိုအဘေသူမြမနိုင်တို့၏စကားကိုအဘေသူမြမချေတို့ဖြစ်၍ငါတို့သည်ပညာကိုရှာ၍တွေ့ပြီဟုဒီတို့ဆိုเสียမရှိယောဘကိုနှိမ့်ချတော်သူကလူမဟုတ်ဘုရားသခင်ပေသည်ယောဘသည်ငါကိုရေဆောင်၍ပြောပြီးမဟုတ်ဒီတို့ပြန်ပြောသည့်အတိုင်းငါပြောမည်ဟုငါပြောမည်မဟုတ်ဤသူတို့သည်မိမိုးတေဝေလျက်ပြန်၍မပြောဘဲတိတ်ဆိတ်စွာနေကြ၏ငါဆိုင်လိသည်တွေသူတို့သည်နှုတ်မမှုပြန်၍မပြောဘဲညင်နေကြ၏တို့ဖြစ်၍ငါသည်ကိုအတွက်ပြန်ပြောမည်ကိုတဘောကိုပြမည်ငါသည်ပြောเสียစကားနှင့်ပြေဝ၏အတွင်းဝိညာဉ်နိုးဆိုခြင်းကိုခံရ၏ငါဝါသည်ပိတ်ဆို့သောစပြည့်နှင့်တူ၏အတိတော်တရေဘူးကွေးလူတကယ်တို့ဖြစ်၏ငါဒီတက်တာချင်းကမှုဆိုရမည်နှုတ်ကိုဖွင့်ရပြန်ပြောရမည်အဘေတို့ရဲ့မျက်နှာကိုမျက်မထောက်အဘေတို့ကိုမျက်ချီးမွမ်းသောစကားနဲ့မချုံမော့သူတစ်ပါးတို့ကိုချီးမွမ်းသောစကားနဲ့မချုံမော့တတ်သူတို့ပြုလေငါကိုဖန်ဆင်းတော်မူသောဘုရားသခင်သည်ငါကိုချစ်ချင်းပေးရှားတော်မူမည်ယောဘဝတ္ထုအခန်းကြီး33အခန်းငယ်1တို့ဖြစ်ရဲ့အိုယောဘငါမှုဆိုသောစကားလုံးဆိုတို့ကိုနားထောင်နာယူပါလောငါဒီယခုနှုတ်ကိုဖွင့်၍ရှာနှင့်မှုဆိုသောအခါငါတဘိုးဖြောက်တည်နှင့်အညီငါစကားဖြောက်လိမ့်မည်ငါနှုတ်သည်ရှင်းလင်းသောပညာစကားကိုမှုဆိုလိမ့်မည်ဘုရားသခင်ဝိညာဉ်တို့သည်ငါကိုဖန်ဆင်းတော်မူပြီအနန္တတကုရှင်၏အသက်တို့သည်ငါကိုအသက်ရှင်စေတော်မူပြီတင်းဒီတတ်နိုင်လေငါကိုပြန်ပြောလောကိုစကားကိုပြင်ဆင်လောကျူးစားလောဘုရားသခင်ရှေ့မှာငါသည်တင်းနဲ့တူ၏ငါသည်လည်းမြေမှုဖြစ်ဖန်ဆင်းတော်မူရာဖြစ်၏တင်းဒီကြောက်ရွံ့ရမည်အကြောင်းငါ၌ကြောက်မွေ့ဖွယ်သောအရာမရှိတိအပေါ်မှာငါသည်လေတော့လက်ကိုမတင်အကယ်စစ်တိစကားတာကိုငါကြားသည့်အတိုင်းတီမှုဆိုသောစကားဟုမူကားငါသည်စီကြည်သောသဘောရှိ၏ပြမချင်းကိုမပြုတ်တငါ၌အပြစ်မရှိတန့်ရှင်းခြင်းရှိ၏
ဘုရားသခင်ဒီငါ၌အပြစ်တင်ခွင့်ကိုရှာတော်မူ၏ငါကိုရန်သူကဲတို့မှတ်တော်မူ၏ငါကိုထိတ်ခတ်တော်မူ၏ငါထွက်ရလမ်းရှိသမျှတို့ကိုစောင့်တော်မူ၏ဟုဆိုမိပြီသူတို့ဆိုတော်မားပြီသူတို့ဆိုတော်မားပြီငါပြန်ပြောသောစကားဟုမူကားအကယ်စစ်စစ်ဘုရားသခင်သည်လူထက်ကြီးမြတ်တော်မူ၏ဘုရားသခင်နှင့်အဘေကြောင့်စัจကျင်ပဲပြုသည်ပြုတော်မူသောအမှုတို့၏အကြောင်းကိုပြတော်မူမူဘုရားသခင်သည်တခြင်းမိမှုတော်မူ၏လူမရိပ်မိလေနှစ်ခြင်းတိုင်အောင်မိမှုတော်မူ၏လူသည်အိယာပေါ်မှာငိုက်လျက်အိပ်ပျော်လျက်နေသောအခါအိမ်မက်မိ၍ညယူပါယူကိုခံရသောအားဖြင့်ဘုရားသခင်သည်လူ၏နားကိုဖွင့်၍ဆုံးမပေးတော်မူတတ်၏သူတို့လူသည်မိမိအကြံကိုစုသိခြင်းက၎င်းမာမာနနှင့်ကင်းလို့သိခြင်းက၎င်းပြုတော်မူ၏သူ၏အသက်ကိုတင်းကြပ်တွေးမှကွေကာ၍ဒါဘေးဖြင့်မသေးစေခြင်းကစောင့်မတော်မူ၏လူသည်အိယာပေါ်မှာနာချင်းဝေဒနာကိုခံရ၍အယူရှိသမျှတို့သည်ပြင်းထန်စွာကြိုက်ခဲသည်ဖြင့်မုန်နှင့်မေသောခဲဖွယ်စားဖွယ်တို့ကိုသူ၏စိတ်ဝိညာဉ်သည်ယူရှာ၏အသားရင်ပင်လျော့ကွေပြောက်၏ပင်လျော့ကွေပြောက်၍မထင်ရှားဖူးသောအယိုးတို့လည်းပိုကြ၏အသေးဝိညာဉ်သည်တင်းကြံတွေးနာတို့၎င်းဖြစ်စီသောတမန်လက်တို့၎င်းရောက်လူပြီတို့ရတွေလူတို့အားတရားလမ်းတို့ကိုပြစေခြင်းကတထောင်တွေအထုဖြစ်၍တရားစကားကိုပြန်တတ်သောတမန်ရှိလျင်ဘုရားသခင်ကတင်းကြပ်တွင်ထဲတို့ထိုတို့ကိုမစင်းစေပဲကင်တင်လောရွေးစရာအကြောင်းကိုငါတွေ့ပြီဟုဂယုဏစိတ်ရှိ၍မိတော်မူသောအားဖြင့်ထိုတို့သည်တငင်ထက်အသားရည်နှုတ်ထွား၍ပြူသောအသက်နှင့်တဖန်ပြည့်စုံလိမ့်မည်ဘုရားသခင်ကိုဆုတောင်း၍ကျေးဇူးတော်ကိုခံရသဖြင့်ဝမ်းမြောက်သောစိတ်နှင့်မျက်နှာတော်ကိုဖူးမြင်ရလိမ့်မည်ဖြောင့်မတ်ခြင်းအကျိုးကိုလူတို့အားဘုရားသခင်ပေးတော်မူတတ်၏သူကလည်းငါဒီပြစ်မှားပါပြီမာတော်တရားကိုမောက်ပါပြီတို့တို့လည်းကိုခံထိုက်သောအပြစ်ကိုမခံရပဲတင်းကြပ်တွင်ထဲတို့ငါကိုမစင်းစေပဲကဲတင်တော်မူသဖြင့်ငါအသက်ဒီမောင်မိုက်နဲ့လူလျက်ရှိ၏ဟုလူတို့တွေတချင်းဆိုရလိမ့်မည်သူတို့ဘုရားသခင်ဒီလူတို့၌ရခစီရင်တော်မူသဖြင့်တင်းကြပ်တွင်မှနှုတ်ယူ၍အသက်ရှင်တော်သူ၏အလင်းနဲ့လင်းစေတော်မူ၏အိုးယောဘငါစကားကိုတင်တော့နဲ့ငါစကားကိုတတိနဲ့နားထောင်လို့သိစိတ်စွာနေလို့ငါပြောပါမည်တို့တော့လည်းပြောเสียရှိလေပြန်ပြောလို့တင့်ကိုအပြစ်လုပ်စေခြင်းကငါအလိုရှိတို့ကြောင့်စကားပြောလို့ပြောเสียမရှိလေသိစိတ်စွာနေ၍ငါစကားကိုနားထောင်လို့ပညာကိုငါတူတင်မည်ဟုမှုဆို၏ယောဘဝတ္ထုအခန်းကြီး34အခန်းငယ်1တဖန်အေလိဟုစိတ်၍မှုဆိုသည်ကအကြမ်းမြင်များသောပညာရှိတို့ငါစကားကိုနားထောင်နိုင်ယူကြလော့ခတွင်ဒီအစာကိုမင်းစားတကဲ့သို့နားဒီစကားကိုစုံစမ်းတတ်၏ငါတို့ဒီကိုအဖို့အလို့ငါစိတ်၍တရားတစ်ဖြစ်စင်ရင်ကြကုန်အားကောင်းသောရာကိုကိုယ်တိုင်အားဖြင့်တိမကြကုန်အားယောဘကငါဖြောင့်မတ်၏ဘုရားသခင်သည်ငါကိုအမှုရှုံးစေတော်မူ၏ငါဒီကိုအကျိုးကိုဖျက်ဆီးစေခြင်းကမူတာပြောရမည်လို့ငါမပြစ်မှားတော့လဲမပြောက်နိုင်သောအနာယောဂဆွေးပါသည်တကားဟုဆိုမိပြီယောဘနှင့်တူတော်သူတစုံတယောက်ရှိလိမ့်မည်လို့ရေကိုတောက်တကယ်လို့ကေးရဲ့ချင်းကိုမြူတတ်၏မတရားသဖြင့်ကျင့်တော်သူတို့နှင့်ပေါင်းဖော်၍လူဆိုးတို့နှင့်တွာလာတတ်၏လူဒီဘုရားသခင်၌မွေ့လျော်၍အကျိုးမရှိဟုယောဘသည်ဆိုမိပြီတို့ဖြစ်၍ညာကောင်းသောသူတို့ငါစကားကိုနားထောင်ကြလောတို့เสียသည်ဘုရားသခင်နှင့်၎င်းအပိဒီအနန္တတကူရှင်နှင့်၎င်းဝေးပါစေလေဝေးပါစေလူပြုတ်သောအမှု၏အကျိုးအပြစ်ကိုပေးတော်မူမည်လူတိုင်းကိုကျင့်သောအကျင့်နှင့်အထိုက်အလျောက်ခံစေတော်မူမည်အကင်းစစ်စစ်ဘုရားသခင်သည်သူစရကိုပြုတော်မမူအနန္တတကူရှင်နှင့်မတရားသဖြင့်ဆင်ရင်တော်မမူမြေကြီးကိုဘုရားသခင်၌အဘေတုအတ္တနီလောကတန်လုံးကိုအဘေတုစီရင်ပြုပြင်တနီဘုရားသခင်သည်လူကိုအလိုတော်မရှိ၍လူဤအသက်ဝိညာဉ်ကိုရုပ်သိမ်းတော်မူလျင်ခတ်သိမ်းသောလူတ attva တို့သည်ချစ်ချင်းတေပြောက်၍မြေမှုတို့တဖန်ရောက်ကြလိမ့်မည်
ယခုမှတင်းတင်းညာရှိသည်ဖြစ်၍စိတ်ချင်းဦးလောငါစကားကိုနားထောင်ဦးလောတရားကိုမုန်းလို့သူသည်အစိုးရရမည်လောတရားသဖြင့်စီရွဲ့တကိုးကြီးသောသူကိုအပြစ်တင်တလောတင်းတင်းလူဆိုးဖြစ်ဤဟုရှင်ဘုရင်ကို၎င်းတင်တို့သည်အတ္တမလူဖြစ်ကြဤဟုမင်းတို့ကို၎င်းဆိုတင်တလောထိုမြတ်မကမင်းတို့၏မျက်နှာကိုထောက်တော်မူစင်းတော်သူတို့ကိုအာနာဒီတဲ့ယတ္တတော်သူကိုတာ၍အာနာတော်မူသောဘုရားသခင်ကိုမဆိုတိမဟုတ်လောဘုရားသခင်သည်ခတ်သိမ်းသောတတ္တဝါတို့ကိုဖန်ဆင်းတော်မူပြီးတခဏချင်းတွေတတ္တဝါတို့သည်ပိတ်တတ်ကြ၏တကောင်အချိန်၌လူမျိုးတဆုံတစ်မျိုးတုံလှုပ်ပွေပြောက်၍အာကြီးတော်သူတော်လဲအဘေသူမြမပြုတ်ပဲတုတ်တင်ပိတ်ချင်းချစ်တို့ရောက်တတ်၏အကြောင်းမူကားလူတွားရလမ်းတို့ကိုဘုရားသခင်ကြည်ရှု၍လူချေရာရှိသမျှတို့ကိုမြင်တော်မူ၏မတရားသဖြင့်ကျင့်တော်သူ၏ပုံဆောင်ရာမောင်မိုက်တေမီအရေးတဆုံတစ်ခုမျှမရှိဘုရားသခင်ရှေ့တော်၌လူဒီတရားတွေ့သောအခါအထထစစ်ကြိုးတော်မူเสียအကြောင်းမရှိအာကြီးတော်သူတို့ကိုပြင်မစစ်ကြိုးပဲချူးဖြတ်၍သူတို့အရာ၌အခြားသောသူကိုခန့်ထားတော်မူ၏တို့ဖြစ်၍သူတို့ပြုသမျှကိုတည်တော်မူသည်ဖြစ်ညမောင်မိုက်ကိုရောက်စေ၍ဖျက်ဆီးတော်မူ၏သူတို့အပြစ်ကြောင့်ပရိသတ်ရှိမှတန်ခတ်တော်မူ၏အကြောင်းမူကားသူတို့သည်ဘုရားသခင်ကိုညှင်းပင်ကြ၏ပြုတော်မူသောအမှုတို့ကိုအရှင်းမစင်ချင်ကြသူတို့ပြုသောကြောင့်စင်ရင်သားငူကြေးတန်သည်စစ်တို့တည်၍ညင်းစေခံရသောသူ၏ငိုကြွေးတံကိုကြားတော်မူ၏ဘုရားသခင်သည်ချမ်းသာပေးတော်မူလေအဘေတူနောက်ရှက်နိုင်သည်မျက်နှာလွှဲတော်မူလေလူတစ်မျိုးလုံးဖြစ်စေတယောက်တည်းဖြစ်စေအဘေတူမျက်နှာတို့ကိုဖူးမြင်နိုင်သည်သူတို့စီရင်သားတို့ကိုမမာယူစေမည်အကြောင်းအတ္တမမြင်းတို့ကိုနှိမ့်ချတော်မူ၏ကျွန်ုပ်ဒီစုံမချင်းကိုခံရပါပြီနောက်တစ်ဖာမပြစ်မှားပါကျွန်ုပ်နားမလေသောအရာကိုတူတင်တော်မူပါလူစရာကိုပြုမိသည်ဖြစ်၍နောက်တစ်ဖာမပြုတ်ပေးနေပါမည်ဟုဘုရားသခင်အားရှောက်တင့်သည်မဟုတ်လောတင်းတင်းညှင်းပေသည်ဖြစ်စေရွေးယူသည်ဖြစ်စေတင်းရလူတို့သာဘုရားသခင်လိုက်၍အလူတို့မလိုက်ပဲအကျိုးအပြစ်ကိုပေးတော်မူရမည်လို့တို့ဖြစ်လင်နားလေဒီအတိုင်းပြောပါညာကောင်းတို့သူတို့ဒီစကားပြောပါစေပညာရှိသောသူတို့ဒီငါစကားကိုနားထောင်ပါစေယောဘဒီနားမလည်ပဲပြောမိပြီသူပြောသောစကားဒီပညာစကားမဟုတ်ယောဘဒီမတရားသောသူကဲ့သို့ပြန်ပြောတတ်သောကြောင့်အစိုးတိုင်အောင်စုံစမ်းစေခြင်းကငါအလိုရှိ၏လူစရာကိုပြုသည်တမကပုံကံသောအပြစ်ရှိသေး၏ငါတို့တွင်အောင်ပွဲကိုခံ၍ဘုရားသခင်ကိုပြစ်မှားသောစကားနှင့်များစွာပြောတတ်သည်ဟုမှုဆို၏ယောဘဝတ္ထုအခန်းကြီး35အခန်းငယ်1တဖာအေလိဟုဆက်၍မှုဆိုသည်ကငါဒီဘုရားသခင်ထက်တာ၍ဖြောင်းမ၏ဟုပြောသောစကားနှင့်မန်ဒီထင်တော်တင်ကငါဒီအပေကျိုးကိုရသည်လူစရက်ကိုမပြုတ်ဘဲနေလင်အပေကျေးဇူးရှိသည်ဟုဆိုလို၏တင်နဲ့တင်၏အပေါင်းဖော်တို့စကားကိုငါခြေပါမည်မူကောင်းကင်ကိုမျိုး၍တင့်ထက်မြင့်သောမိုးတေတို့ကိုကြည့်ရှုလောတင်ဒီသူစရက်ကိုပြုတ်တော်လဲဘုရားသခင်ကိုအပေတို့ထိခိုက်နိုင်သည်ပြမာတော်အပြစ်များတော်လဲအကျိုးတော်ကိုအဘေတို့ဖြတ်နိုင်သည်တင်းဒီဖြောင်းမတော်လဲဘုရားသခင်ရဲ့အကျိုးတော်ကိုအဘေတို့ပြုစုနိုင်သည်တင်းလဲမှအဘေကျေးဇူးကိုခံတော်မူမည်နီတင်းပြုတော်သူစရက်တင်တင်းနဲ့တူတော်လူတတဝါကိုသာထိခိုက်နိုင်၏တင်းပြုတော်သူစရက်တင်လဲလူသားတို့၏လူတိုင်းတို့၌သာကျေးဇူးပြုနိုင်၏များပြားသောညီစိတ်ချင်းကိုခံရတော်သူတို့သည်အိုဟိတကြ၏အာကြီးတော်သူနိစိတ်တို့ကြောင့်ကျင်းစွာအိုဟိတကြ၏တို့တော်လည်းငါကိုဖန်ဆင်းတော်မူထသောညအချိန်၌တချင်းဆူရသောအခွင့်ကိုပေးတော်မူထသောမြေတိဆန်နားလေသည်ထက်တာ၍နားလေသောဉာဏ်နှင့်၎င်းမုံကောင်းကင်ငဲ့မရထူးဆန်းသောပညာနှင့်၎င်းငါတို့ကိုပြည့်စုံစေတော်မူသောဘုရားသခင်သည်အဘေမရှိတော်မူသည်ဟုအဘေတူမြမမေးမြတ်တာတို့ကြောင့်အတ္တမလူထောင်လွှားဆိုကားခြင်းကိုခံရ၍အိုဟိတို့လည်းဘုရားသခင်သည်ထူးတော်မမူအကယ်စစ်စစ်ဘုရားသခင်သည်အချင်းဤသောစကားကိုနားထောင်တော်မမူ
အနာရတကူရှိနေထို့သောစကားကိုမမမိပဲနေတော်မူ၏ဘုရားသခင်ကိုမတွေ့မမြင်ရဟုတင်ဆိုတော်လဲတရားတစ်ဖြစ်စီရင်တော်မူသောကြောင့်ညွန်လင့်လျက်နေလောယခုမူကားအမျက်ထွေရဲ့စိုးမတော်မူမူပြစ်မှားသောအပြစ်ကိုကြက်သေးစွာမတ်တော်မူမူသောကြောင့်ယောဘသည်အချင်းဤသောစကားကိုမွတ်ဆိုတတ်၏ပညာမရှိဘဲများစွာပြောတတ်သည်ဟုမွတ်ဆို၏ယောဘဝတ္ထုအခန်းကြီး36အခန်းငယ်1တဖာအေလိဟုစိတ်ရွယ်မွတ်ဆိုသည်ကငါကိုတင်းခါပါလောအကျိုးအကြောင်းကိုငါပြဦးမည်ဘုရားသခင်အဖို့ရိုးเสียရှိသေး၏ငါသည်ဝေတို့အရကကုပညာကိုဆောင်ခဲ့မည်ငါကိုဖန်ဆင်းတော်မူသောဘုရားသခင်သည်ဖြောင့်မတ်တော်မူကြောင်းကိုငါပြမည်အကယ်စစ်စစ်မမှန်သောစကားကိုငါမပြောပညာအတတ်ဆုံးလင်သောသူသည်တည်၌ရှိ၏ဘုရားသခင်သည်တကူကြီးတော်မူ၏တို့တို့လည်းမထင်မိတ်မီပြုတော်မဖြင်မိတ်မီပြုတော်မူမူတတ်အစွမ်းတတ္တိညာတတ္တိနှင့်ပြည့်စုံတော်မူ၏မတရားသောသူတို့၏အသက်ကိုစောင့်တော်မူစင်ရခံရသောသူတို့ဘက်၌တရားစီရင်တော်မူ၏ဖြောင့်မတ်သောသူတို့ကိုပမာဏမပြုဘဲနေတော်မူရှင်ဘုရင်နှင့်အတူရာဇပလင်ပေါ်မှထာဝရနေရာချ၍ချီးမြှောက်တော်မူ၏သူတို့သည်အကျဉ်းနေ၍ဒုက္ခကျိုးနှင့်ချင်အောင်ခြင်းကိုခံရလျင်သူတို့ပြုမိသောအမှုနှင့်ပြစ်မှားလူကျိုးမိသောအပြစ်များတို့ကိုပြတော်မူ၏ဆုံးမသောစကားကိုနားထောင်ခြင်းသောတဘိုးကိုတွင်းပေး၍ဒုစရိုက်ကိုစွတ်စေမည်အကြောင်းပညတ်တော်မူ၏စကားတော်ကိုနားထောင်၍အမှုတော်ကိုဆောင်၍လျင်စည်းစိမ်ချမ်းသာနှင့်ပျော်မွေ့လျက်နေ့ရက်ကာလကိုလူစေတတ်ကြ၏နာမထောင်ဘဲနေလျင်ဒါဘေးဖြင့်ဆုံးရ၏ဒါဘေးဖြင့်ဆုံး၍ပညာအတတ်မရှိဘဲတည်တတ်ကြ၏အဓမ္မတဘိုးရှိသောသူတို့သည်အမျက်တော်ကိုတူထားတတ်ကြ၏ရှင်တော်တော်မူသောအခါမအိုဟိတတ်ကြအသက်ငယ်စီကပြီးတည်၍စိုးညစ်သောသူတို့နှင့်တူဆုံးတတ်ကြ၏အမှုရောက်သောစင်ရင်သားတို့ကိုကေတီတော်မူ၏ညီစေခြင်းကိုခံရသောအခါနားထောင်စေခြင်းကပြုတော်မူ၏သူတို့တင့်ကိုလည်းကြီးမြောင်းသောအယမကျင်ဝန်းရှင်းလင်းသောအယတ်တို့ပြောင်းစေ၍တင်းစပွဲပေါ်မှာကောင်းသောအယတ်တန်နှင့်ပြည့်စုံသောခေးဖွယ်စားဖွယ်ကိုတည်ထားတော်မူလိမ့်မည်သို့မဟုတ်မတရားသောသူကဲ့သို့အပြစ်နှင့်ပြည့်စုံလျင်အပြစ်နှင့်ရှင်သောဒဏ်ကိုခရမည်အမြင့်တော်ထွက်တတ်သည်ဖြစ်၍ဒဏ်ခတ်တော်မူမည်ဟုစိုးရိမ်เสียရှိ၏အမှုရောက်မှများသောအဖို့ကိုပေးတော်လဲကိုမရွေးမနှုတ်နိုင်အင်းဥစ္စာကိုဗမာနပြုတော်မူမည်လောရွှေကို၎င်းများစွာသောစည်းစိမ်ကို၎င်းပေးချေတော်လဲဗမာနပြုတော်မူညကိုမဆောက်တတ်ညကိုမတောင့်တတ်နဲ့ညအခါလူတို့သည်ပေရှင်းခြင်းကိုခံရတတ်ကြ၏တတိပြုပါမတရားသောအမှုကိုမငဲ့ကွေ့နဲ့သူတို့သောအမှုကိုစင်းချင်းထက်တင်းအလိုရှိလိပြီတကားဘုရားသခင်သည်တကူတော်အားဖြင့်ချီးမြှောက်ခြင်းရှိတော်မူ၏ဘုရားသခင်ကဲ့သို့အဘေသူအုပ်ချုပ်နိုင်သည်ကြွတော်မူရသောလမ်းကိုအဘေသူစီရင်သည်ကိုတော်ဒီမတရားသောအမှုကိုပြုမိပြီဟုအဘေတို့ဆိုရသည်လူတို့သည်ချီးမွမ်းအပ်သောအမှုကိုချီးမြှောက်ခြင်းကတတိပြုလောလူခတ်သိန်းတို့သည်အမှုတော်ကိုမြင်ကြ၏အဝိကကြည့်ရှုတတ်ကြ၏ဘုရားသခင်သည်ကြီးမြတ်တော်မူ၏ငါတို့သည်ဘုရားသခင်ကိုမတိနိုင်အတဲ့တော်နှိပေါင်းကိုစစ်၍မကုန်နိုင်ကြရေကိုတုံဖြင်းစေ၍အထက်တို့ဆွေးယူတော်မူသဖြင့်ရင်ငွေ့ရှိသည့်အတိုင်းမိုးရတတ်၏မိုးတိမ်မှလူတို့ပို့တို့မူးပေါက်ကြ၍များစွာသောမိုးရတတ်၏မိုးတိမ်တော်နတ်ပြန်ချင်းတေးတော်အတန်မြင်ချင်းကိုအဘေတူနားလေသည်။တေးတော်အပေါ်မှာအလင်းတော်ကိုဖြတ်တော်မူ၏သမုဒ္ဒရာ၏အနစ်ဆုံးသောအရာကိုလည်းဖုံးလွှမ်းတော်မူ၏သူတို့သောအားဖြင့်လူမျိုးတို့ကိုတရားစီရင်တော်မူ၏များစွာသောအစာအာဟာရကိုလည်းပေးတော်မူ၏အလင်းကိုလက်တော်နှင့်ကြွေကာ၍တဖန်ရန်သူရှိရတို့လွတ်တော်မူ၏ထိုသူမှစသောတိရစ္ဆာန်များနှင့်အပြင်များကိုအလိုတော်မရှိကြောင်းထင်ရှား၏